မင်္ဂလာပါကြက်ဥကိုအရင်ဆုံး9မိနစ်ကြာအောင်ပြုတ်သွားပေးပါ9မိနစ်ပြည့်သွားပြီဆိုတာနဲ့ကျွန်တော်တို့ဆယ်ပြီးတော့ရေအေးလေးနဲ့ပြန်စိမ့်ပေးထားပါစီအနှဲငယ်ထဲပါဒါကတော့ငရုတ်သီးစိမ့်ရဲ့ကြက်သွန်အဖြူရဲ့ကိုရောပြီးထောင်းထားတာပဲဖြစ်ပါတယ်စီအနှဲငယ်ထဲပြီးတော့စီတက်ပေးသွားပါဟင်းချက်လေးတွေအပြင်ထိုင်းမှာကျွန်တော်ဆေးရုံစကက်ပြန်ခီးသွားအကျိုးအပိုးလေးစိတ်အကျိုးအပိုးနဲ့ဗီဇာလုပ်ငန်းအမျိုးမျိုးကိုလုပ်ကင်ပေးတဲ့အတွက်လာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်ငရုတ်သီးစီတက်ကြက်ပြီးဆိုရင်တော့ခရူးစီအနှဲငယ်ထည့်သွားပေးပါပဲငန့်ပြားရဲ့အပြည့်ခေါ်ကြာညိုထည့်သွားပေးပါပဲငန့်ပြားရဲ့အကျဲထည့်သွားပေးပါရေအနှဲငယ်ထည့်သွားပေးပါရေကအရင်နည်းနည်းလည်းမဟုတ်ဘဲနဲ့အခုလိုမျိုးဖြစ်တဲ့အနေအထိအောင်ထည့်ထားပေးတာပါအရသာမဟုတ်အနှဲငယ်ငါးငံပြားရေးထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအရွက်ကလေးကတော့ထိုင်းမှာဆိုရင်တော့ကဖောင်းရွက်လို့ခေါ်ပါတယ်ဗမာပြည်မှာဆိုရင်ပင်စိမ်းရွက်လို့ခေါ်မလားတော့ကျွန်တော်သိချာမသိပါဘူးအဲ့အရွက်လေးထည့်ပေးပါကျွန်တော်အခုလိုမျိုးစီပြန်ရည်ချံပုံစံလေးအနေအထားမှာတင်ပြုတ်ထားတဲ့ကြက်ဥတွေကိုထည့်ပေးပါကြက်ဥကို9မိနစ်ပဲပြုတ်ထားတဲ့အတွက်သူ့ရဲ့အနှစ်ကာလလေးကအခုလိုအယောင်လေးဖြစ်နေရပါရေအေးနဲ့လည်းပြန်စိမ့်ထားတဲ့အတွက်ကြက်ဥကိုတစ်ခါမှဒီလိုမစားဘူးဆိုရင်တော့လှုပ်စားကြည့်ပါတကယ်ကိုကောင်းပါတယ်အရင်ကောင်းတဲ့အတွက်စားဘူးကြည့်ပြီးွားရင်တော့တော်တော်လေးကြိုက်နှစ်သက်မှာပါဘေးနိုင်ငံကပဲဝင်လာထိုင်းလေးစိမ့်မှာတစုံတရာရိတ်ခဲ့သည်ရှိတော့ပြန်မလွတ်ခဲ့သည်ရှိတော့ကျွန်တော်တို့ချက်ချင်းဆက်သွယ်ပေးပါနိုင်ပိုင်းအတွင်းရအောင်ဆောင်ရွက်ပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်